ယနေ့2008ခုနှစ်ဇန်နဝါရီလ28ရက်တနင်္ဂနွေနေ့တွင်တိုကျိုဒါကာတာနိုဘာဘာရီဆိုင်ကယ်စင်တာတွင်ကျင်းပပြုလုပ်သောဆရာကြီးဦးတင်မိုးကွယ်လွန်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကိုဖန်မီးဖောင်ဒေးရှင်းဂျပန်မှကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီကားတွေဟောကနေ့တိုင်းရင်းနေဘယ်တော့မှပြောတာဒီလိုလည်းငါဟာလာငါတို့တရှိကိုကြုံရင်ဝင်ပြီးတော့စာပတ်ကြတာဘုရားပြောတယ်ဒီရှောင်းကြီးကပမြစ်စီကနေပြီးတော့ဒီစာဥပပေဆိုလို့ရှိရင်အားလုံးသိတဲ့အတိုင်းဟုတ်လားအချိန်ကဥပပေတို့ကအင်္ဂါမှာသွားပြီးတော့ရေလူရှင်ပြင်ရန်ပန်းနေတာလည်းကြားလိုက်ပါပြီဟိုဘီလူရှင်အင်္ဂါနားနေသွားတယ်လို့ညံလို့ပြန်လဲညံလို့ဟာလာငါးတော့အမှန်နဲ့ပြောတဲ့ခါကျတော့အတော့ပြန်တော့ရတောင်ကြိုက်ငါးတော့မောင်ပါဘူးမောင်ပါဘူးငါးတော့မရပါဘူးကြိုက်ရတာဟုတ်လားခင်းတာကငါကတရားမရှိတယ်တရားရှိတယ်ငါကဒါပေမဲ့အဲ့ဒီလိုသူပြောမယ်သူ့တော့မှမကင်းဘူးနော်ဒါကဟာလားကျွန်တော်ဥမာလေးပြောပြသူပြကချိန်ဆုံးပုံမှန်ဟောတယ်ဟောပြီးတော့ငါပြောတယ်ဆိုတော့ဟဲ့နင်ငါရှိမှာနင်ပြင်မဆင်းရတာလေမမိုင်းညံ့နေတာဒီပုံမှန်ဟုတ်လားနင်မောင်မိုင်းမောလည်းနေမလို့ဘူးငါမင်းမသားဖြစ်နေတယ်ဆိုတော့ဘင်းတော့ဘင်းမဟောင်းဘူးအဲ့တော့ငါမင်းသားဖြစ်နေလို့လုံချင်မှုဆိုလို့ရှိရင်ဟောဒီမှာရှမ်းပြည်ကရှမ်းစော်ဘာကြီးရှမ်းစော်ဘာကြီးမှာနင်သွားလို့ကြီးဆိုတော့ဒိတ်ပုံပေါ်မှာဒီခြေတန်းကိုစစ်တိုက်ဖို့ဘာဥပဒေနဲ့လွတ်လိုက်တော့နောက်ကနေတော့မိမကိုသိမ်းရအောင်သိမ်းတော့အဲ့ဒီအကြောင်းကိုဘိုးကလည်းအဲ့အကြောင်းကြားတော့မှအဲ့ဒီမှာဒီအကြောင်းပြီးတော့ပြန်လာပြီးတော့ဆိုတော့ဆိုတာလောက်ကြံပြီးတော့လည်းအကိုလောက်ကြံပြီးတော့ဒီကချီးနှံတဲ့အဲ့တော့အကိုရဲ့ဒီအထိန်တော်ကငယ်ငယ်နဲ့အထိန်တော်ကအနန္တတူရမှာယူတော့ပြန်ပါအဲ့ဒီအနန္တတူရကိုတတ်နေပြီအဲ့ဒီတော့ကျွန်တော်ပြောနေတာကအဲ့ဒီကျွန်တော်တို့ငါတက်တဲ့936ပဲသူတက်ဒီခရစ်တက်တဲ့ကိုထောင်းလို့ထောင်းတရားဆရာအဲ့ဒီအကြောင်းကြားပြီးပြီးတဲ့ခါကျတော့မှာပဲကျွန်တော်ဆရာကြီးပွဲသွားတယ်ဆိုတော့နောက်တဲ့အချိန်မှာသိရတယ်အဲ့ဒီမှာလုံးပဲမတော်တတ်တာပြောမလဲပုံစံကြီးပြီးလို့လည်းဆိုတော့ကျွန်တော်တို့ဒီကျောင်းသားဘွားတရားမြင့်ဒီမှာကျွန်တော်တို့နေရာတက်တဲ့ဒီတက်ကိုဆက်ရှင်ကိုတက်တဲ့ကာလမှာဆရာကြီးရဲ့စာပေတွေလည်းကျွန်တော်တို့ကမလွတ်ခဲ့အများနဲ့ဆရာကြီးရဲ့ဒီကြာနေရင်းဒီလေးလေးတဲ့စောင်းတွေကျွန်တော်တို့ဒီဘာသာရေးဒီရဲ့ကျောင်းသားတွေဒီမှတ်မိပါလိမ့်မယ်အဲ့မှာဆရာကြီးရဲ့ကြာလေးဟိုပြတ်ခန်းထားတဲ့ခါမှာကျွန်တော်ကဒီဆရာကြီးရဲ့ဒီအလားကိုဒီကြာလေးဆိုပြီးကျွန်တော်တို့ကလေးဘွားတွေဆိုပြီးတော့ကျွန်တော်တဲဆွေးခဲ့တာအခုဒီရွယ်ကြီးတဲ့ကျွန်တော်ကဝါပြတ်တဲ့အချိန်ကြီးကိုကျွန်တော်ရင်းထဲမှာအမေပြောနေရအောင်အဲ့ဒီလိုပဲကျွန်တော်ဒီလေးလေးတွေအောင်လို့ရှိရင်ဒီဆရာကြီးလေးကအပေးကောင်းကောင်းတွေကိုအကျွေးနဲ့ရောင်းရတာလည်းရှိတယ်အတွေးညံ့ညံ့တွေကိုဈေးလန့်ရောင်းရတာလည်းရှိတယ်ပါတဲ့ကိုပေါက်သေးနဲ့ကြေးမတိုင်ဈေးမပြိုင်နဲ့ပိန်းနဲ့တော့ပေးစမ်းအကြောင်းမရွေးအကျွေးမကြောင်နဲ့ဈေးပိုင်းခင်းလို့ရောင်းခဲ့တယ်ခကြီးထွက်မပုတ်ရအောင်ကြီးတက်လက်အစုပ်ဆောင်းပြီးဈေးကွက်ရုပ်ဘူရာဈေးမှာလည်းရောင်းဗမာပြည်ပြူဟာကြတဲ့တာဂနာတို့ဘူရာဝတ်မှာလည်းကြပြားချိုရမယ်လို့အော်ဟစ်ပြီးအပျော်ဖြစ်တယ်ရောင်းချိုတာဝါမှာအပျော်ကိုတွေလာသမျှကြပြားနဲ့ရောင်းတန်ရောင်းမဇတ်တပေါ်ဘွားနဲ့မြတ်တာမမြတ်တာဗဒါနမထားပဲကြပြားဒါနအလားရောင်းတန်ရောင်းပါသမျှကြပြားကုန်တွေကိုအာယုံခံစားဟတ်စေလားလို့စေနာထားပြီးရောင်းခဲ့တာအသေးတက်လေထွက်နိုင်ငံကြီးဂျပန်မှာ
မြန်မာကဗျာဈေးကြောင်းပေါက်အောင်ရွေးကောက်ပြီးဗန်းတင်ခဲ့အဝယ်လိုက်မလိုက်တကယ်ကြိုက်မကြိုက်သူ့တိုင်းနဲ့သူ့ကံရှိစေတော့အမိနိုင်ငံဖြစ်ကြဗျာပြုံးဝင်ကလေးများနှလုံးသွင်းများပြုခွင့်ရရင်ပဲဘဝမှာကျင့်တတ်နေရက်ကိုပြန်ပြီးဖြစ်ပါကြောင်းဆိုတော့ဆရာကြီးတင်ဘွားတွေတွေ့ရင်မြင့်ကြကြလို့ဒီဂျပန်ရောက်ရင်းနဲ့ပတ်တန်းနေခဲ့ပါလေအဲ့တော့ကျွန်တော်ခံစားလို့အားလုံးကုသခံစား